12ရောက် special class အပြောသီးသန့် online เนาะအဲ့အတန်းလေးကလေလာမဲ့28ရက်နေ့ကျရင်စဖို့ရှိပါတယ်เนาะသူကအဓိကပေါ့ဘာမှမတတ်တဲ့သူတွေဒါပေမဲ့ပေါ့ဆရာမနဲ့တယောက်ချင်းစကားပြောချင်တယ်ကိုယ့်ရဲ့အပြောလေးကိုကျင့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုအတန်းလေးကအဆင်ပြေပါတယ်သူကကြာတင်တန်းကြီးခါကြတော့သူက3လကို2,800,000တော့ပေးရပါတယ်เนาะသူကအဓိကအပြောသီးသန့်ပဲလုံးဝအစကဖီးရင်ကနေစတင်မယ်ပေါ့အတန်ထွက်ပေါ့နော်ပြီးလို့ရှိရင်တော့သစင့်ချင်းစီပေါ့ကိန်းကနန်းနေပုံမှန်30ကပြောတွေသူ့ရဲ့အနေထားကြတော့တပတ်ကိုကြတော့4ရက်မှာကို2ရက်ခါကြဗီဒီယိုနဲ့စာတင်ဗီဒီယိုပို့ပေးတယ်ကိုကတော့အဲ့ဗီဒီယိုလေးကြည့်ပြီး meaning လေးကြက်မယ်နားထောင်မယ်နောက်2ချိန်ခါကြတော့လေသူက Zoom မှာပေါ့နော်ည9နာရီကိုတယောက်ချင်းပေါ့စာမေးခံရမယ် meaning တွေမေးမယ်ဝါကြတွေမေးမယ် listening တွေမေးမယ်သူကဒီလိုပုံစံလေးနဲ့သွားတာအဲ့ဆိုအမြဲတမ်းထိတွေ့နေရတော့3လဆိုလို့ရှိရင်ဘာမှမတတ်တဲ့သူတယောက်ကနေပြီးတော့အခြေခံစကားလေးလုပ်ငန်းခွင်မှာလိုတိုရှင်းလေးပြောနိုင်မယ်လိုတိုရှင်းလေးနားလည်မယ်ပြီးဆက်ပြီးတော့လေးလာမဲ့သူအတွက်ဆိုလို့ရှိရင်လည်းအရန်ဆင်ပြေပါတယ်เนาะအဲ့ဆိုတစ်ချက်လောက်စဉ်းစားကြည့်လို့ရတယ်เนาะ